ကဘာအချမ်းသာဆုံးပရိုကူ Warren Buffett ထံမှာဘဝသင်ခန်းစာရှိရင်မလွယ်နဲ့မရှိရင်မလွယ်ဘူးဒီနေ့ဖတ်ပြပေးသွားမှာကတော့ကဘာအချမ်းသာဆုံးပရိုကူ Warren Buffett မှာအကြံပြုထားတဲ့ငွေကြီးဆိုင်ရာအနှစ်ချုပ်တဲ့အဓိကအချက်တွေကိုမျှဝေပေးသွားခြင်းပါတယ်တန်ဖိုးရှိလို့အဆုံးထိနားထောင်ကြည့်အောင်နော်ကျွန်တော်ကိုလူတွေကမေးကြတယ်ခမရကကဘာအချမ်းသာဆုံးစည်ရင်ဝင်မယ်ဘာလို့1958ခုနှစ်တုန်းကဝယ်ခဲ့တဲ့အိမ်ဟောင်းကြီးမှာပဲဆက်နေတာလဲဘာလို့မနက်စာကို McDonald's မှာဒေါ်လာနည်းနည်းလောက်ပဲသုံးပြီးစားတာလဲတဲ့သူတို့နားမလဲတာတခုရှိတယ်အဲ့ဒါကတော့ငွေကြေးရဲ့သဘောတဘာဝပါပဲရှိရင်မလွယ်နဲ့မရှိရင်မလွယ်ဘူးဒီစကားကတိုးပေမဲ့ငွေကြေးပညာတစ်ခုလုံးရဲ့အနှစ်ချုပ်ပဲတဲ့ရှိရင်မလွယ်နဲ့ Don't be careless just because you have it လူတော်များများကပတ်စံလက်ထဲရောက်တာနဲ့စိတ်ကြီးဝင်လာကြတယ်ငါမှရှိတာပဲသုံးလိုက်မယ်ကွာဆိုရဲစိတ်ဝင်လာတယ်အဲ့ဒါအန်ဒီရဲ့အကြီးဆုံးပဲကျွန်တော်အများပြောဘူးတဲ့စကားတစ်ခုရှိတယ်မင်းမလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်နေမယ်ဆိုရင်မကြခင်မှာမင်းလိုအပ်တဲ့ပစ္စည်းတွေကိုပြန်ရောင်းရလိမ့်မယ်တဲ့ငွေရှိတိုင်းလွယ်လွယ်မသုံးပါနဲ့ပိုက်ဆံဆိုတာသုံးလိုက်ရင်ပျောက်သွားတဲ့အရာပါဒါပေမဲ့ရင်းနှီးညှုံနှံလိုက်ရင်ပွားလာမယ့်အရာပါရှိတယ်ဆိုပြီးအပျော်အပါအဆောင်အယောင်တွေမှာလွယ်လွယ်သုံးလိုက်ရင်အဲ့ဒီငွေကမင်းအတွက်အလုပ်လုပ်ပေးမယ့်အခွင့်အရေးဆုံးရှုံးသွားတာပဲကြွားဝဖို့မသုံးပါနဲ့ကျွန်တော်ကလူတွေအထင်ကြီးဖို့ဇင်ခံကားတွေတိုက်တွေမဝယ်ဘူးဘာလို့လဲဆိုတော့တခြားလူတွေဘလို့ထင်လဲဆိုတာကကျွန်တော်ဘန်စာရင်းကိုတိုးမလာစေလို့ပဲရှိရင်မလွယ်နဲ့ဆိုတာရှိနေတဲ့အချိန်မှာမာနမကြီးပဲစီးစိမ်ကိုမဖြုံးတီးပဲထိမ့်သိမ့်တတ်ဖို့ပြောတာပါနေမရှိရင်မလွယ်ဘူး Life is hard without money ဒါကတော့ညင်းမရတဲ့အမှန်တရားပဲငွေကအရာရာမဟုတ်ပေမဲ့အောက်ဆီဂျင်လိုပဲရှိနေတော့ကသတိမထားမိပေမဲ့ပြတ်လတ်သွားတဲ့အခါအသက်ရှူကျက်လာလိမ့်မယ်ငွေမရှိခြင်းကအတိုးပေးရတယ်သတိထားမိလားစီးရတဲ့အခါကျမ်းမာရေးမကောင်းရင်ကုဖို့ပိုခတ်တယ်အရေးပေါ်ကိစ္စကြုံရင်ဖြေရှင်းဖို့ပိုခတ်တယ်ပတ်စံမရှိတဲ့ဘဝကမလွယ်ဘူးဆိုတာအဲ့ဒါကိုပြောတာဒုက္ခရောက်တဲ့အချိန်မှာငွေကြေးကမင်းကိုကာကွယ်ပေးမယ်ဒိုင်းလွာ shield တခုပဲလွတ်လပ်မှုပျောက်ဆုံးခြင်းငွေမရှိရင်မင်းမကြိုက်တဲ့အလုပ်ကိုလုပ်ရမယ်မင်းမသွားခြင်းတဲ့နေရာကိုသွားရမယ်မင်းရဲ့ရွေးချယ်ပိုင်ခွင့် freedom of choice ဆုံးရှုံးသွားမယ်ဒါကြောင့်လူငယ်တွေကိုကျွန်တော်မားချင်တာကရိုးရိုးပါပဲသုံးပြီးမှမစုပါနဲ့စုပြီးမှကြံတာကိုသုံးပါSave first, spend later